မျိုးလင့်ထားတဲ့ကပ်ပြီးနဲ့ကြုံရတဲ့အခါမျိုးတွေမျက်စိတမိတ်တွေမှာကိုချစ်ရတဲ့သူကိုယ့်ရဲ့ပိုက်ဆိုင်မှုတွေအကုန်ပြိုပြက်သွားတဲ့အခါမျိုးတွေမှာစိတ်တရားရတတ်ကြပါတယ်။အဲ့လိုစိတ်တရားမျိုးရရမယ်ဆိုရင်တော့ကြုံနေကြရတဲ့အဖြစ်ဆိုးကြီးကိုစိတ်ထဲမှာခဏခဏပြန်ပြီးတော့မြင်အောင်နေတာပြန်ပြီးတော့ခံစားမိနေတာအဲ့အဖြစ်ပြက်နဲ့ပတ်သက်တဲ့နေရာတွေအကြောင်းအရာတွေကိုကြောက်နေမိတာစိတ်ထဲမှာလုံးဝဗလာနဲ့လို့မှောင်ကျသွားတယ်ပြီးတော့ဘာလို့ဘာကိုင်းမှမသိဖြစ်နေတာဘာမှလုံးချေခံရသေးမရှိရမျိုးတွေဖြစ်တတ်ပါတယ်အခုလိုအဖြစ်ဆိုးမဖြစ်ခင်ကအကြောင်းအရာတွေအမှတ်တရကောင်းနေတဲ့မှာပဲပြမိနေတယ်ပြီးတော့ဒါကြီးသာမဖြစ်ခဲ့ရင်ငါလာဘလို့လုပ်ခဲ့ရင်ဆိုပြီးတော့ကိုအပြစ်တင်စိတ်လောကရောအပြစ်တင်ခြင်းစိတ်တွေလည်းပေါ်ပေါက်လို့နေမှာပါပုံမှန်ထမင်းသားရေတောင်လုပ်ဖို့တောင်မှမလုပ်ချင်မကိုင်းရင်ဖြစ်နေတယ်ပြီးတော့ကျွန်တော်တို့အရင်ကကျွမ်းကျွမ်းကျင်ကျင်လုပ်နိုင်ခဲ့တဲ့အလုပ်တွေကိုလည်းဘလို့ဆက်လုပ်ရမှန်းမသိကြောင်ပြောင်းနေရမျိုးဖြစ်တတ်ပါတယ်ဗျဆိုတော့အခုလိုစိတ်ဓာတ်မျိုးကိုဘယ်လိုကုစားနိုင်လဲပထမဆုံးနဲ့အရေးကြီးဆုံးကတော့ကျွန်တော်တို့ဖြစ်ခဲ့တဲ့အဖြစ်အပျက်ကိုလက်ခံနိုင်ဖို့ပဲဖြစ်ပါတယ်မှန်ပါတယ်ဒီအဖြစ်အပျက်ဆိုကိုလက်ခံဖို့ကလွယ်တော့မလွယ်ပါဘူးဒါပေမဲ့လက်ခံနိုင်ဖို့အရေးကြီးပါတယ်ကျွန်တော်ဒီအဖြစ်အပျက်ဆိုကြီးကမဖြစ်ချင်လည်းဖြစ်ခဲ့ပြီးဘာမှပြန်ပြီးပြင်ဆင်လို့မရတော့ဘူးဆိုတာကိုလက်ခံနိုင်ဖို့အရေးကြီးပါတယ်လက်ခံနိုင်ပြီးမှသာတခြားကျန်တာတွေဆက်ပြီးတော့လုပ်နိုင်မှာပါကျွန်တော်ကိုလည်းအပြစ်မတင်ပါနဲ့တခြားသူတွေကိုလည်းအပြစ်မတင်ပါနဲ့ကံတရားကြီးသဘောတရားကြီးကိုလည်းအပြစ်မတင်ပါနဲ့အပြစ်ပတ်တင်နေသူတွေကတော့ကိုပဲဆက်ပြီးတော့ပူလောင်နေအောင်မှာပဲဖြစ်ပါတယ်ဒါကြီးမဖြစ်ခင်ကဘယ်ချိန်မှာဘယ်သူနဲ့ဘာလုပ်မယ်ဘာကြီးဖြစ်ရမယ်ဆိုတော့ဂျိုတင်ချန်လာတဲ့အစီအစဉ်တွေကြီးမှန်းချက်တွေကမဖြစ်နိုင်တော့ဘူးဆိုရင်လည်းကျွန်တော်ပြောင်းလဲတင်တာပြောင်းလဲပြီးတော့ကိုယ့်ရဲ့လက်ရှိအခြေအနေနဲ့ကိုက်ညီမဲ့အစီအစဉ်အသစ်တွေကြီးမှန်းချက်အသစ်တွေကိုချဖို့လွယ်ပါတယ်ဗျရီယာတစ်ချက်ကတော့အချိန်ယူပြီးတော့ဖြည်းဖြည်းနဲ့မှန်မှန်ကူစားပါရှေ့ဆက်ပါကျွန်တော်စိတ်ဓာတ်ရခဲ့မယ်ဆိုရင်ကျွန်တော်ချက်ချင်းကူစားနိုင်ဖို့ဆိုတာလုံးဝမဖြစ်နိုင်ပါဘူးဒါပေမဲ့ကျွန်တော်ဖြည်းဖြည်းချင်းနဲ့မှန်မှန်ကူစားနိုင်မယ်ဆိုရင်တော့ကျွန်တော်ဘယ်လောက်ပဲအချိန်ကြာခဲ့ပါသေးတနေ့မှာဆိုရင်တော့ပြန်ပြီးတော့အဆင်ပြေနေတော့ရှောင်းလာမှာပါအကောင်းဆုံးကတော့အခုလိုစိတ်နဲ့ကိုယ်နဲ့မကပ်ဖြစ်နေချိန်မှာဒီနေ့တာလောရမယ့်အလုပ်တွေကိုစာရွက်နဲ့ချမှတ်ထားပြီးတော့ list လုပ်ထားနိုင်တော့အကောင်းဆုံးပါကျွန်တော်ဒီနေ့ဒီထမင်းပဏ္ဍာစားပြီးပြီလေရေပဏ္ဍာတောက်ပြီးပြီလေဆိုတော့ဒီမွားအလုပ်လေးတွေအားစားပြီးတော့ကိုပြီးတဲ့အလုပ်တွေကိုစာရွက်ထဲမှာချမှတ်ထားပြီးတော့ကျွန်တော်ဖြည်းဖြည်းချင်းလုပ်သွားပါနောက်ကိုအရေးကြီးတာကပတ်ဝန်းကျင်ကလူတွေကလည်းစိတ်တရားရနေတဲ့သူတွေကိုကူညီပေးမှနှိမ့်သိမ့်ပေးဖို့လိုအပ်ပါတယ်ဗျစိတ်တရားရပြီးချင်းမှာစိတ်လိုလွယ်တာရကိုစိတ်လိုမကြတာတွေဖြစ်နေတတ်တဲ့အတွက်ကြောင့်ကိုကသွားပြီးတော့နှိမ့်သိမ့်ပေးမယ်ကိုပြန်ပြီးတော့ online ထားမျိုးတွေကြောင်းနိုင်ပါတယ်ဒါပေမဲ့ကိုဘက်ကနားလည်ပေးလိုက်ပါအော်ခင်ကအစဲခံရင်တော့မှသူ့ကိုပြန်ပြီးတော့ပြစ်မတင်မယ်နဲ့သူလိုအပ်တာကိုကြည့်ပြီးတော့ကူညီပေးမှနှိမ့်သိမ့်ပေးပါစိတ်တရားရနေတဲ့သူတွေကိုတယောက်တည်းဘယ်တော့မှပြစ်မထားကြပါနဲ့ဗျတကယ်လို့ကိုကမနစ်သိမ့်ပေးတယ်ဘူးဘလို့ဆက်လုပ်ပေးရမယ်မသိတော့ဆိုရင်တော့ကျွန်တော်တို့ကျွမ်းကျင်ပညာရှင်တွေသိကျမ်းမာရေးဆရာဝန်တွေနဲ့ဆွေးနွေးနေသိမ့်မှုခံယူနိုင်အောင်ချိတ်ဆက်ပြီးတော့ကူညီပေးလိုက်ပါခင်ဗျအားလုံးပဲအခုကြုံတွေ့နေရတဲ့အခက်အခဲတွေဒုက္ခတွေကနေအများဆုံးကြော်ဖြတ်နိုင်ပါတယ်လို့လည်းဆုတောင်းပေးလိုက်ပါတယ်။ကျန်တဲ့သူတွေလည်းကိုဒုက္ခမရောက်ဘူးပဲဆိုပြီးတော့မဆိုင်လို့မနေပဲနဲ့ကိုတက်နိုင်တဲ့ဘက်ကနေတက်နိုင်တဲ့လောက်နဲ့ကျွန်တော်တို့ကူညီပေးကြဖို့လည်းတိုက်တွန်းလိုက်ပါတယ်ခင်ဗျအခုဗီဒီယိုလေးကနေအကျိုးတုံတရားရသွားခဲ့မယ်ဆိုရင်တခြားသူတွေလည်းသိရှိသွားအောင်ရှင်းသွားပေးပါအောင်နော်ဆိုတော့ဒီနေ့ကတော့ဒီလောက်ပါပဲအားလုံးပဲတတာပါ